တခါတော့ကပေါ့နော်စစ်စခန်းတစ်ခုမှာဘုံမူကြီးတယောက်ရှိတယ်လေသူကတော့သူ့ကိုယ်သူအရန်ကိုဂုံယူဝင်ကြွားနေတာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာကြတော့သူတို့ရဲ့လက်နက်တိုက်ကြီးကအလွတ်ကြီးဖြစ်နေပါတယ်တနေ့တော့ဘုံမူကြီးဟာသူ့ရဲ့စစ်သားတွေကိုတုတ်ချောင်းလေးတစ်ချောင်းကြိုက်ပြီးအလေးအနက်ကိုမင့်ခွန်းတွေပြောနေပါတော့တယ်တိတ်မကြခင်ပါပဲရန်သူတွေနီးကပ်လာပါပြီအဲ့ဒီခါဘုံမူကြီးကဘာလို့ကဲထင်လဲစစ်သားတွေကိုဒဲအိုးတွေဟင်းအိုးတွေခေါင်းမှာစောင်းခိုင်းပြီးခန်းစစ်ဖင်ခိုင်းပါတော့တယ်ပြီးတော့ဒါဟာလူဝက်စစ်ပညာပဲဆိုပြီးရှုနေနဲ့ပြစ်ပေါက်ပြပါတယ်ဒါပေမဲ့အကုန်လွဲသွားတာပေါ့လေအဲ့ဒီတော့စစ်သားတွေခမရဲချင်းစိတ်ကိုမနှဲထိန်ပြီးရှွန့်ပစ်လိကျက်နေကြရပါတယ်ကဲတိုက်ပွဲကြီးစတင်ပါပြီပုံမူကြီးကညှက်လိုက်ရင်အတန်မီတဲ့ကြက်ရုပ်ကြီးကိုကြိုက်ပြီးရှေ့ဆုံးကနေပြီးထွက်သွားပါတော့တယ်ရန်သူတွေလည်းဒီလိုရဲစလာမြင်ကွင်းကြီးကိုမြင်လဲရတော့ကြောင်တောင်တောင်ထူပြီးအကုန်ရက်သွားကြတာပေါ့အဲ့ဒီအချိန်မှာပုံမူကြီးကဘောင်းဘီအဟောင်းတွေနဲ့လှုပ်ထားတဲ့လောက်လေးခွားကြီးကိုဆွဲပြီးပစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့လောက်လေးခွားကျူကဖုံးကနေပြတ်ထွက်သွားပြီးပုံမူကြီးဟာကောင်းကင်ဘော်ကိုလွင့်စင်သွားပါတော့တယ်အောက်လဲရောက်ရောရွှင်ကွက်အိုင်တဲကိုဘွမ်းကနေပြုတ်ကျသွားတာပေါ့သူ့ရဲ့စစ်ဝတ်စုံကြီးလေရေစရာကောင်းလောက်အောင်စုပ်ပေးသွားပါတယ်ဂုံတိတ်ခါဆဲဖို့ကမန်းကရန်မတ်တဲ့ရက်လိုက်ပေမဲ့ခွေးလွတ်တကုံပါသူ့ဘောင်းဘီကိုကိုက်ဆွဲပြီးပါလေရောအဲ့ဒီတော့ဘုံမူကြီးခမအပြင်အဝတ်အစားမပါတော့ပဲပန်းရောင်အသေးပုံဘောင်းမီတို့လီနဲ့ရှက်နဲ့ပြေးရပါတော့တယ်ပြေးရင်လွှားရင်နဲ့ပြောင်းပုံကိုတွားတိုက်မိပြန်ရောဒေါသထွက်နေတဲ့ပြောင်းကြီးကသူ့ကိုတဝီဝီနဲ့လိုက်တိုက်ပါတော့တယ်ဒါကိုမြင်တော့သူ့ရဲ့စစ်သားတွေကလည်းခေါင်းပေါ်ကဒဲအိုးတွေကိုပြစ်ချပြီးပြေးနေတဲ့ဘုံမူကြီးကိုလက်ညှိုးထိုးကဟောင်းထိုက်ရဲကြပါတော့တယ်ရန်သူတွေကပါသဘောကျပြီးရဲပွဲဝင်လာကြတာမို့ကြောက်စရာကောင်းတဲ့စစ်ပွဲကြီးဟာလူတိုင်းရဲမောပျော်ရွှင်နေတဲ့ဟာတာပွဲကြီးထိနေပဲအဆုံးသတ်သွားပါတော့တယ်ခွဲပုံပြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာဒီလိုမျိုးပျော်စရာကောင်းပြီးရဲရတဲ့ပုံပြင်လေးတွေကိုစစ်ပြီးနားဆင်ခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်နောက်ထပ်ပုံပြင်အသစ်လေးတွေနဲ့ပြန်လာခဲ့ပါပဲခင်ဗျာအားလုံးပဲတတား